တော်တဲ့ရှည်လန်းရင်မင်းထိန်ချုပ်တဲ့ကပငယ်ဒါရခဲ့တော့မင်းကိုပြစ်မရှိပါပဲနဲ့မင်းပြောထွက်ခဲ့ပါတယ်အိုးတဲ့ကိုစိတ်မချလို့ပါကွာတော်ဖို့စီစဉ်ကိုခဏလောက်နောက်ဆုံးလိုက်ပါလားတကယ်မရှိတဲ့နိုးစလေးရဲ့အေးမတ်တဲ့ကိုရဲ့သူအစွမ်းစားနဲ့သူလဲပတ်တော့မယ်တဲ့မိုးလင်းတိုင်းပြဿနာတက်တယ်။အိုးတဲ့ကိုအပြေလို့ပေးပါမယ်။ဒီစကားလေးကိုကနာတိတ်ထားလိုက်ပါလားကွယ်။မင်းစိတ်တွေနဲ့အောင်တော့နေရမှာပေါ့ဒါဆိုရင်မင်းဘက်ကပြန်ဆောင်လို့ပေးပါကွယ်အမြဲတမ်းမဲကိုဒီအဖြစ်နေတယ်โอ้တဲ့ကိုစိတ်ရှမ်းလို့ပါကွာတော့စီစဉ်ကိုခဏလောက်နောက်ဆုံးလိုက်ပါလား